မင်္ဂလာပါနေနဲ့သားရဲ့ Marvel Sport နေပြန်လည်ကြိုးပမ်းပါရခင်ဗျာယနေ့26လ2026ရက်နေ့အတွက်နောက်ဆုံးရဘောလုံးဝဲသတင်းတွေကိုကျွန်တော်တော်ပင်မောင်တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ယနေ့မနက်ကရှင်မြန်ကစားခဲ့တဲ့ပါရာဂွေးအသင်းနဲ့တူရကီအသင်းတို့ရဲ့ပွဲစဉ်မှာပါရာဂွေးအသင်းကစားသမားအမီရိုဟာတူရကီကစားသမားမက်အူဒါကိုဗဖက်နဲ့အုပ်ကစကားပြောခဲ့တဲ့အတွက်အနီးကပ်ပြထုတ်ပယ်ခံခဲ့ရကြောင်းသိရတယ်ခင်ဗျာဒါကြောင့်မလို့အမီရိုဟာဗဖက်နဲ့အုပ်ပြီးတော့စကားပြောခဲ့တဲ့အတွက်အနီးကပ်ပြခံခဲ့ရတဲ့ပထမဦးဆုံးသောကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ကြောင်းလည်းသိရတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဂျပန်အသင်းနဲ့တူနီးရှားအသင်းတို့ရှင်မြန်ကစားမဲ့ပွဲစဉ်မှာကမ္ဘာဖလားပွဲစဉ်စုစုပေါင်း1000ပြည့်အထိမ်းအမှတ်အနေနဲ့ဒိုင်လူကြီးဝတ်ဆင်မဲ့ဝတ်စုံမှာကမ္ဘာဖလားပွဲစဉ်ပေါင်း1000ဆိုတဲ့ရွှေအောင်မှတ်သားစာတမ်းပါတဲ့ဒိုင်လူကြီးအင်ကြီးကိုအသက်42နှစ်အရွယ်ရှိဖြစ်တဲ့ကိုဘက်ကဝတ်ဆင်ပြီးတော့ဒီပွဲစဉ်ကိုကိုက်တယ်မှာဖြစ်ကြောင်းသိရတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့အမေရိကန်အသင်းဟာယနေ့မနက်ကရှင်မြန်ကစားခဲ့တဲ့ပွဲစဉ်မှာ2ဂိုးပြတ်အနိုင်ရှိခဲ့ပြီးတော့အေရှီယံမက္ကဆီကိုအသင်းနဲ့တူဆုံးဖြတ်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်းသိရတယ်ခင်ဗျာဒါကြောင့်မလို့အေရှီယံအသင်း3သင်းမှာကနေဒါအသင်းကလွဲပြီးတော့ကျန်တဲ့သင်းကဆုံးဖြတ်အဆင့်ကိုအဆုံးတက်ရောက်နိုင်ခဲ့ကြောင်းလည်းသိရတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့စပိန်အသင်းအားထားရတဲ့တောင်ဝင်ကမ္ဘာသမိုင်းလာမီယမန်ဟာဆော်ဒီအာရေဗျနဲ့ပွဲစဉ်မှာပါဝင်ရှင်မြန်မယ်လို့စပိန်အသင်းဘက်ကအတည်ပြုပြသခဲ့ကြောင်းသိရတယ်ခင်ဗျာဒီကမ္ဘာသမိုင်းလက်ရာဒဏ်ရာကြောင့်ပြီးခဲ့တဲ့ကိတ်ပါတီကိုဘုံမရှိတည်ကြခဲ့တဲ့ပွဲစဉ်မှာလူကောင်းဝင်ကမ္ဘာသမိုင်းဖြစ်တာပါဝင်ခဲ့ရပြီးတော့ဆော်ဒီအသင်းနဲ့ကမ္ဘာပွဲစဉ်မှာလည်းလူကောင်းဝင်ကမ္ဘာသမိုင်းဖြစ်ပါဝင်မယ်လို့စပိန်အသင်းဘက်ကအတည်ပြုပြသခဲ့ကြောင်းသိရတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ပေါ်တူဂီအသင်းရဲ့နောက်ခံလူရူဘင်ဒီယက်ကအသင်းကောင်းဆောင်ဖီဂေါ်ရီနိုပေါ်ကိုဝေဖန်မှုတွေကအတိတ်ပဲမရှိဘူးလို့ဖီဂေါ်ရီနိုဘက်ကနေကာကွယ်ပြောကြားခဲ့ကြောင်းသိရတယ်ခင်ဗျာအသက်42နှစ်အရွယ်ရှိပြီဖြစ်တဲ့ဖီဂေါ်ရီနိုကပြီးခဲ့တဲ့ဒီယာကုန်းကိုတကိုးစီတည်ကြခဲ့တဲ့ပွဲစဉ်မှာမိနစ်ကိုပဲပြေးပါဝင်ကစားနိုင်ခဲ့ပေမဲ့ချစ်ဖမ်းပြနိုင်ခဲ့ခြင်းမရှိဘဲနဲ့ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတယ်ဒီအချိန်မှာရူဘင်ဒီယက်ကဖီဂေါ်ရီနိုပေါ်ဒီလိုမျိုးဝေဖန်နေရတဲ့ကအတိတ်ပဲမရှိဘူးလို့ကာကွယ်ပြောကြားခဲ့ကြောင်းသိရတယ်ခင်ဗျာဒီနေ့သတင်းတွေကဒီလောက်ပါပဲကျေးဇူးအများကြီးတင်ရှိပါတယ်